တာလည်း15မိနစ်20လောက်တကြာတယ်ကြာပြီးတော့လှုပ်တာအထက်အောက်တယ်ရှေ့နောက်ရယ်တောင်မြောက်တွေပေါ့နော်လှုပ်တာတော့မတရားလှုပ်တာအကျိုးလဲပြက်စီးရကြတော့အကုန်လုံးကတော့ပြက်စီးကြကြီးပဲဟိုမျိုးပြူတာကတော့ပြူတဲ့လူရဲ့ပြူတယ်မပြူတဲ့လူလည်းမပြူဘူးဒါပေမဲ့ခုပြင်းနေတာတန်လူစစ်မှာလည်းဖြစ်တယ်ဒီအရှိဘက်မှာလမ်းကြောင်းမှာလည်းဖြစ်တယ်ဒီဘက်မှာလည်းဖြစ်တယ်ဒီကတီးရတော့အများကြီးပဲပေါ့ကျွန်တော်မိသားစုကတော့ပြီးခင်တယ်ကျန်တဲ့မိသားစုတွေကတော့ဘယ်လိုဖြစ်တယ်ဆိုတာတော့ဒီပြင်ဘက်တင်တာတော့အတန်ကတော့2ယောက်တို့3ယောက်တို့5ယောက်တို့ကြားနေခုထိလည်းမပြီးသေးဘူးပြတုံးနေတော့ဘာမှမကြုံဘူးခုထိတုံးနေတော့ဒါမျိုးတော့ပြင်းပြင်းထန်ထန်ကြီးမကြုံဘူး40နဲ့ရှိတယ်ဟုတ်ကဲ့ခုစားတော့နေရာတကာတိုင်းတို့အတန်ကကြားတာပေါ့နော်နာမည်ကတော့တင်တောင်းပါ31လမ်း85ပြည်ထောင်ပါထိုင်းသာသံပါဗျ